အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုမှာကျွန်တော်ဘရာဇီးနိုင်ငံရဲ့ခရစ်တော်ရုပ်ထုအကြောင်းပြောသွားမှာဖြစ်ပါတယ်။ဘရာဇီးနိုင်ငံရဲ့ခရစ်တော်ရုပ်ထုကြီးက Rio de Janeiro မြို့ကပေ2300ကျော်မြင့်တဲ့ Copo Baro တောင်ထိပ်မှာတည်ရှိရပါ။ဒီရုပ်ထုကြီးက1922ခုနှစ်မှာစတင်တည်ဆောက်ပြီးတော့1932ခုနှစ်စီးဆုံးခဲ့ပါတယ်။ဒီရုပ်ထုကြီးကိုတည်ဆောက်တဲ့အချိန်မှာ9နှစ်ခန့်ကြာမြင့်ခဲ့ပါတယ်။အဲ့ခေတ်တော့ American Dollar 2သိန်းခန့်ကုန်ကျခဲ့ပါတယ်။ယခုခေတ်မှာဆိုရင်တော့ American Dollar 3.4 တန်ခန့်ညပါတယ်။ကုန်ကျစရိတ်တွေအလုံးကိုဘရာဇီးရဲ့ကက်သလစ်အသင်းတော်ကုန်ကျခဲ့ပြီးရုပ်ထုကြီးရဲ့အမြင့်က68ပေမြင့်ပြီးဆန်နန်းထားတဲ့သက်တွေက92ပေရှိရပါတယ်။ရုပ်ထုကြီးရဲ့အောက်ခြေကုန်းကတော့26ပေရှိပြီးတော့ရုပ်ထုကြီးရဲ့အလေးချိန်က635တန်နီးပါးရှိပါတယ်။ဒီဘရာဇီးနိုင်ငံရဲ့ခရစ်တော်ရုပ်ထုကြီးကခရီးယန်နဲ့ဆိုင်တဲ့ရုပ်ထုတွေမှာပစ္စမမြောက်အကြီးဆုံးရုပ်ထုကြီးဖြစ်ပါတယ်။ရုပ်ထုကြီးရဲ့အဓိပ္ပာယ်ကခရစ်တော်ဟာသူ့စီဝင်လာသူအားလုံးကိုချစ်ချင်းမေတ္တာနဲ့ဝေဖက်ဖို့အသင့်ရှိနေဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။ဒီရုပ်ထုကြီးကိုတိစောက်ဖို့ရကြောက်တုံးတွေရောဆွီဒင်နိုင်ငံကတင်ပို့ခဲ့ပြီးတော့ဆောက်လုပ်ခဲ့ပါတယ်။ဒီရုပ်ထုကြီးရဲ့ဘက်လက်က Rio de Janeiro မြို့ရဲ့တောင်ဘက်ကိုညွှန်ပြပြီးတော့ညာဘက်လက်ကတော့မြို့ရဲ့မြောက်ဘက်ကိုညွှန်ပြထားပါတယ်။ဒီရုပ်ထုကြီးကို2008ခုနှစ်မှာတော့မိုးကြိုးပစ်ခံခဲ့ရပါတယ်။ဦးကောင်မြက်ခုံးမျိုးနဲ့လက်ချောင်းတွေမှာပျက်စီးခဲ့ပါတယ်။အဲ့ဒီအတွက်ပြန်လည်ပြုပြင်ဖို့ဆွီဒင်နိုင်ငံကြောက်တုံးတွေကိုပဲပြန်လည်အသုံးပြုခဲ့ကြပါတယ်။30ခုနှစ်မှာတော့ Jordan Gravity တမန်တယောက်ရဲ့လုပ်ရကြောင်းဒီရုပ်ထုကြီးရဲ့ဦးကောင်နဲ့ညာဘက်လက်မှာအယောင်နဲ့ဆွန့်ထွန်းတက်ခဲ့ပါတယ်။အဲ့ဒီအတွက်ရုပ်ထုကြီးကိုပြန်လည်မုံမှန်ခဲ့ကြပါသေးပါတယ်။2009ခုနှစ်ဇွန်လ9ရက်နေ့မှာတော့ဒီခရစ်တော်ရုပ်ထုကြီးကခေတ်သစ်ကမ္ဘာ့အန်ဂယ်9ခုစီးရင်ထဲမှာပါဝင်ဖော်ပြခဲ့ပါတယ်။ယခုအခါမှာတော့ဒီခရစ်တော်ရုပ်ထုကြီးကဘရာဇီးနိုင်ငံရဲ့ပြဝတ်ဖြစ်ပြီးခရီးယန်ဘာသာနဲ့ထိန်းမှတ်လက္ခဏာတစ်ခုဖြစ်နေပါတယ်။ယခုအခါမှာတော့ဒီခရစ်တော်ရုပ်ထုကြီးကဘရာဇီးနိုင်ငံရဲ့ပြဝတ်ဖြစ်ပြီးခရီးယန်ဘာသာရဲ့အထိန်းမှတ်လက္ခဏာတစ်ခုဖြစ်နေပါတယ်။အဲ့တော့ကမ္ဘာလဲခီးသွားများပြားလာရောက်နေပါတော့တယ်။